ပရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာ1 Championship ပါမြန်မာနိုင်ငံကိုစားပြုကရန်ချစ်သစ်မလေးဘရိုနီကာကိုပွဲတယ်ပေးလိုက်ပါပြီဘရိုနီကာလာမဲ့နိုဝင်ဘာလ10ရက်နေ့ကိုရောက်ရင်ဝိုင်းရဲ့စင်မင်းတက်စီကိုတကြောပြန်လဲတက်လန့်ရောက်ရှိလာမှာပါဘရိုနီကာကသူပွဲရထားပြီဆိုတာကိုမကြသေးရင်ကပဲ post ရေးသားလွှင့်တင်ပြီးတော့အသိပေးခဲ့ပါတယ်သတင်းကြီးတစ်ခုမကြခင်မှာကြားလိမ့်မယ်လို့ဘရိုနီကာပြောထားခဲ့တဲ့အတိုင်းပဲဒီသတင်းကတော်တော်ကိုကြီးမားမားသတင်းလို့ပြောရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဘရိုနီကာဟာအခုထုံးမဲ့ပွဲကို kickboxing နည်းနဲ့ထိုးရမှာဖြစ်လို့ပါပဲ။ဒါပေမဲ့ kickboxing ထိုးတယ်ဆိုတာဟာ Stanford Test တို့လို fighter မျိုးနဲ့ရင်ဆိုင်ခြင်းကြော်ဖြတ်ရမယ်လမ်းတစ်ပွဲဖြစ်တယ်လို့ပဲကျွန်တော်ကတော့သုံးသပ်မိပါတယ်။ဘာကြောင့်လဲဆိုတော့ Stanford Test တို့က kickboxing လာမလား၊မွေထိုင်းလာမလား၊ MMA လာမလားအကုန်ကို multiple စမ်းလို့ရတဲ့ fighter တွေဖြစ်နေလို့ပါပဲ။ဒီတော့အဲ့လိုအဆင့်မှာရှိတဲ့ fighter ကိုပြိုင်ဘက်ဖြစ်ရင်ဆိုင်ခွင့်ရကြတယ်ဆိုရင်ဘရိုနီကာဟာဒီလမ်းတွေကိုကြော်ဖြတ်မှာပဲဖြစ်ပါတယ်ခင်ဗျ။ဝမ်ဟာဘရိုနီကာကိုစောစီးစီး kickboxing ပွဲပေးတွေ့လိုက်တယ်ဆိုတာဒီပွဲကိုနိုင်အောင်လုပ်ပြနိုင်ရင်နေ့အတွက်နောက်ထပ်အခွင့်အရေးအကြီးထပ်ရလိမ့်မယ်ဆိုပြီးတော့လမ်းဖွင့်ပေးလိုက်တာလို့ပဲကျွန်တော်ကတော့ယူဆမိပါတယ်။အဲ့တော့ဘရိုနီကာနဲ့ရင်ဆိုင်မဲ့မက်ဆန်သူ့ကိုလေ့လာကြည့်ကြအောင်ပါခင်ဗျ။မက်ဆန်ဟာဘရိုနီကာတဲ့ဝမ်အတွေ့အကြုံပို့ပြီးရင့်ကျက်တဲ့ fighter မလေးတယောက်ဖြစ်ပါတယ်အသက်အပြင်တော့38နှစ်ရှိနေပြီခင်ဗျဒါပေမဲ့အသက်ကြီးသည့်တိုင်မပြတ်စည်းတဲ့ fighter ထဲမှာသူပါဝင်နေပါတယ်သူ့ရဲ့နောက်ဆုံး3ပွဲကအဲ့ဒါကိုသက်သေခံလို့နေပါတယ်ဝမ်ဟာနောက်ဆုံး3ပွဲမှာမက်ဆန်ကိုတကယ်ကောင်းဆိုတဲ့ fighter တွေနဲ့ကြီးပဲပေးထိုးခဲ့တာပါဥဘရိုနီကာဆိုရင်လည်းဒါဝမ်ကမျောလင့်ချက်အများကြီးထားတဲ့ fighter မက်ဆန်ကိုဘရိုနီကာနဲ့ပေးထိုးတယ်ဒါဆိုရင်ဝမ်ဘတ်ကမက်ဆန်ကိုဘလောက်အလေးနဲ့ထားတယ်ဆိုတာကိုပြည်သက်တွေတွက်ဆနိုင်ပါခင်ဗျနောက်ဆုံး3ပွဲဆက်တိုက်မက်ဆန်ဟာ kickboxing နည်းနဲ့ထိုးခွင့်ရခဲ့ပါတယ်အဲ့3ပွဲမှာသူက Thai fighter မလေးဖက်ကြီးကြောင်ရင်ဆိုင်ခဲ့ရတယ်နောက်ပြီးတော့ American fighter မလေး Jackie Bantam ကိုရင်ဆိုင်ခဲ့ရတယ်ဂျပန် fighter မလေးကာနာကိုရင်ဆိုင်ခဲ့ရတယ်အခုနောက်ဆုံးထိုးခဲ့တဲ့ပွဲမှာကာနာကိုသူနိုင်ခဲ့တယ်အဲ့ရှေ့က2ပွဲက kickboxing ပွဲမှာသူဒီရွှေကပတ်ပိုင်ရှင်တွေဖြစ်ခဲ့တဲ့ဖက်ကြီးကြာနဲ့ဗန်ဒန်တို့ကိုရှုံးခဲ့တယ်ခင်ဗျဒီနေရာမှာတခုစဉ်းစားဖို့ရှိပါတယ်မက်ဆန်ရဲ့နောက်ဆုံး5ပွဲဖြတ်သန်းမှုပါပဲအဲ့နောက်ဆုံး5ပွဲမှာမက်ဆန်ဒီပွဲကြီးပြေးထိုးပြီးတော့အမတ်ဆုံးဖြတ်ချက်ကိုရောက်တဲ့အထိသွားခဲ့တယ်အဲ့ဒါဘာကိုဖော်ပြတယ်လဲဆိုတော့မက်ဆန်ဒီနောက်ဆုံးပွဲကြီးအထိတက်လုံးမကြတဲ့ fighter ဆိုတာကိုဖော်ပြနေပါတယ်ဘရိုနီကာဟာဝမ်ရဲ့ပထမဆုံးပွဲစဉ်ကိုထိုးတဲ့အချိန်မှာတက်လုံကြတဲ့ပြဿနာကိုရင်ဆိုင်ခဲ့ရတယ်။ဒီတော့မက်ဆန်ကသူအရန်အားတာတဲ့ kickboxing မှာလည်းထိုးရတယ်။မာကုံလည်းမြင့်တယ်တက်လုံလည်းကောင်းတယ်ဆိုတော့အဲ့ဒီအားတာချက်တွေကိုဘလို့ရှေ့ဖြတ်မလဲဆိုတာဘရိုနီကာဘက်ကကြိုတင်စဉ်းစားထားဖို့လိုအပ်ပါလိမ့်မယ်ခင်ဗျ။ပြီးတော့နောက်ဆုံး3ပွဲကိုလေ့လာကြည့်လိုက်ရင်ဖက်ကြီးဂျာနဲ့ဗန်ဒန်တို့ကိုရင်ဆိုင်ခဲ့တဲ့ပွဲအဲ့2ပွဲမှာမက်ဆန်က9ချီအပြည့်ထိုးခဲ့ရတယ်9ချီအပြည့်ထိုးပြီးတော့အမတ်ဆုံးဖြတ်ချက်ကိုရောက်တဲ့အထိသွားနိုင်တယ်ဆိုတာကမက်ဆန်ရဲ့ဂုံပုတ်ထုလို့ဖြစ်နေတယ်ခင်ဗျရှုံးတာမာဂုံမြင့်တယ်ဆိုတဲ့ fighter စင်းထဲမှာမက်ဆန်ပါဝင်နေပါတယ်ဒါကြောင့်လဲဘရိုနီကာအနေနဲ့ဒီပွဲကိုသတိကြီးထားပြီးရင်ဆိုင်ရမှာလို့ကျွန်တော်အနေနဲ့ကြိုတင်ပြောကြားခဲ့တာဖြစ်ပါတယ်ခင်ဗျဘရိုနီကာဟာလက်ရှိမှာတော့ဒဏ်ရာပြဿနာတက်လာခဲ့ပြီဖြစ်တယ်လို့ပုံစံကောင်းလဲရရှိလို့နေပါပြီသူ့အနေနဲ့တိတ်မကြခင်ကတိုက်ခါမွေတိုင်းချင်ကိုရောက်ရှိလာခဲ့တဲ့ချက်ချန်ကိုနဲ့လည်းပူးတွဲလေ့ကျင့်ခွင့်ရရှိခဲ့ပါတယ်ဒီပွဲမှာဘရိုနီကာအနေနဲ့အကောင်းဆုံးပုံစံတစ်ခုကိုထုတ်ဖော်ပြသလိုက်နိုင်မယ်ဆိုရင်1 fight night လို့ခေါင်းစဉ်အောက်မှာတည်ပေးထားတဲ့ပွဲဖြစ်တဲ့အတွက်နောက်ထပ်အခွင့်အလမ်းသစ်ဟာပိုပြီးကောင်းမွန်တာဖြစ်လာဖို့သိကြနေပါတယ်ပြီးတော့Junior Fighters ကိုအလဲထိုးနဲ့အနိုင်ရတယ်လို့ဒီပွဲမှာမက်ဆန်ကိုအလဲထိုးနဲ့အနိုင်ရလိုက်မယ်ဆိုရင်1 Friday fight မှာက bonus ရတာ American dollar 1000ပဲရှိတယ်1 fight night ခေါင်းစဉ်အောက်မှာကအလဲထိုးနိုင်လို့ Shatri သဘောကျရင် bonus က American dollar 9000ထိရှိပါတယ်ခင်ဗျအဲ့တော့ Bronica အနေနဲ့အခွင့်အလမ်းကောင်းကိုအကောင်းဆုံးဖန်ဆုပ်ပြီးနိုင်ပွဲရအောင်နိုင်မှာဈေးလို့ဒီနေရာကနေကြိုတင်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ